ငနေဘေးတင်ပြည်သူတွေကိုအမလူရမ်းမဲ့340ပါနော်340ပါဒီလိုပတ်စံနေရဖို့အမဘာလို့လဲဆိုအမဈေးအောင်ပါပါတယ်ဈေးအောင်ပြီးရတဲ့ပတ်စံနဲ့အမလှူပါတယ်အဲ့တော့အမရှိမှဝယ်အပိကြတဲ့ customer များအားလုံးကိုအမကကျေးဇူးအထူးတင်ရှိပါတယ်လှူတယ်ဆိုတာအမကသူများတို့ခါသိန်းတွေထောင်းနဲ့တောင်းနဲ့ချီပြီးတော့ချမ်းသာလို့အမကလှူတာမဟုတ်ပါဘူးเนาะကိုယ့်လက်ထဲမှာဟိုသိန်း40ဆိုတော့ကိုယ့်လက်ထဲမှာသိန်း100လောက်ရှိတာကိုမ340လှူတာကိုယ့်ရဲ့စီးစိမ်ဟိုတဝက်လောက်ကိုကလှူပြစ်တာเนาะအဲ့ဒါဟိုဈေးရဆိုဈေးရတော့အမတို့ဒီတရက်နှစ်အတွင်းမှာဒီဟာသွားလှူမှာဒီတော့လှူမှာဒါက340ဟိုဒါကမနေ့ကဟိုင6ထိုင်ကင6ဆိုင်ညီမလေးအေးအောင်ဒါသူကတသား340နဲ့တသား340နဲ့တသားဒါကအမကဒီငလျင်ဘေးတင်ပြည်သူတွေကိုလှူမဲ့ပတ်စံဒီတရက်နှစ်အတွင်းသွားပြီးလှူခြင်းပါတယ်ဘယ်နေရာဖေဒေသတွေမှာလှူရမယ်ဆိုအမလည်းဝေခွဲမရဟိုကျန်တဲ့သူတွေကလည်းအဲ့လိုမျိုးသူတို့တွေစီစဉ်တုံးရှိသေးတယ်စီစဉ်တုံးကိုသူတို့အလူငွေတွေသူတို့ဟိုဖြစ်တုံးရှိသေးတယ်ဟာဖြစ်အမကတော့အမအလူငွေကခံစရာမလိုအမပတ်စံနဲ့အမဒါသွားလှူတာအမပတ်စံနဲ့အမလှူတာဘယ်နေရာဖေဒေသတွေကိုလှူသိနေဆိုတာလေအမကိုမက်မှာအကြံလေးတွေပေးထားပါဦးဒီသွားလှူမယ်ဆိုရင်တော့အမကိုယ်တိုင်ကိုယ်ကြသွားလှူမှာဖြစ်တယ်ဟိုပေါ့အလှူသွားလှူတဲ့အချိန်တွေမှာတော့အမကတော့ဒီမှာဈေးရတော့ရောင်းအောင်မှာပဲအမဝန်ထမ်းတွေကဈေးရဆက်ရောင်းမှာပဲဘာဖြစ်လို့ဆိုတော့ဒီရတဲ့ပတ်စံနဲ့အမတို့လှူရတာနော်ခေမကောင်းလို့ဟိုဖြစ်လို့ယူကြောင်ဆောင်တယ်တို့ဟိုဘာတို့ညာတို့အမတို့မရဘူးအမတို့ကဒီပတ်စံရမှာထမင်း